Hai mình là nhà cha mà xem mà anh nóiอยู่รวมๆเนี่ยนะกูจินซาလို့เนาะရှစ်တောက်ဒီပါဒီကြိုက်တယ်ဆိုကိုချင်းစာလို့ရှစ်တောက်ဒီကြိုက်တယ်ဒီဆင်မဖြစ်စေချင်တာတော့ရှစ်တောက်ကြည့်မလုပ်ပါနဲ့เนาะရှစ်တောက်ကြိုက်တာလဲတကူလုံးအောင်ကြောတွေနဲ့လဲသက်ဆိုင်ပါတယ်เนาะနှလုံးအားနေရင်လဲနှလုံးအားနေရင်လဲရှောက်ဒီပါကြိုက်တယ်เนาะကြိုက်တယ်အဲ့တော့ရှစ်သလုံးနေကြိုက်ရင်ကြိုက်ခဲနာခြင်းနေရှစ်သလုံးနေအားနေရင်လဲနှလုံးကြွတာအားနေတယ်เนาะနှလုံးဟိုခံဘလို့ပြောရမလဲအိတ်မပြောတာကြီးပဲဖြစ်လာပြီးတော့လေခံစားချက်တွေပေါ့ခံစားရတာများတော့ဝမ်းနေတာတွေပါဖြစ်လာတတ်တယ်နော်အိတ်ပြောသွားအောင်ရှစ်ကလုံးလေးကြိုက်တာခဲတာတက်တာဆင်မပြပြီမယ်နော်ဆင်မမကြခဏပြတယ်သမီးမြင်တာဖြစ်လိမ့်မယ်နော်အဲ့တော့မကြည့်ရှစ်ကလုံးလေးရိုက်ဘာမှမခက်ဘူးသွေးကြောတွေလေကြောတွေပွင့်နေဟာရှစ်ကလုံးလေးရိုက်နော်23ကြော့23ကြော့1 2 3အဲ့လိုနော်23ကြော့နော်ပြီးရင်ရှောက်ကလေးစနင်း2မျိုးရှိသွားပြီနော်စနင်း23ကြော့ပြီးရင်ရိုက်3မျိုးရှိသွားပြီထက်အောက်ရိုက်နော်20တစ်ဖက်ကို20 3မျိုးရှိသွားပြီနော်ပြီးရင်4မျိုးရှိပြီနော်ရှိုးနော်ရှီစီထွက်ပြီးတော့အပူတွေပါထွက်တယ်5မျိုးဆက်ပြမယ်နော်5မျိုးဆက်ပြမယ်1 byte တောင်ရှက်သေးရနော်နိုင်နေဆိုရင်ကိုလုံးလေးနောက်နေနော်ကချီလီကထက်ကလေးအောက်လေနော်ကချီလီက1 2 3 4နော်လို့20နော်20လို့အခါနာကိုအောက်ပိုင်းနေနွေးလာပြီးတော့လေလည်းမဖြတ်တော့သူကြောထုံးတာလည်းတက်တာတယ်အဲ့တော့ဆင်မ5မျိုးပြသွားပြီနော်6မျိုးဆက်ပြမယ်ရှောက်ကလေးနဲ့ပယ်လီရိုက်နော်လူလေးထက်အောက်ဆွဲတာလူလေးနော်စတောက်ကလေးနဲ့6မျိုးရှိသွားပြီနော်နော်1 byte လူညှစ်တာ1 byte လူညှစ်တာနော်လူလေးနော်လူလေးလောက်လာ6မျိုးရှိသွားပြီသူကြောထုံးတာတွေပါတက်တာနော်သူကြောထုံးတာသူကြောပိတ်တာပါတက်ပါတယ်9မျိုးမြောက်ပြမယ်ဘတ်တာဖလိုင်းခတ်နော်မိန်းကလေးတွေအတွက်အမျိုးသားအမျိုးသမီးတွေဘတ်တာဖလိုင်းခတ်ပါအရန်ကောင်းပါဆယ်မအမျိုးရည်နဲ့မြင်သွားလို့စိတ်မမြင်နဲ့နော်ဆယ်မတို့အမေညကြဟိုကလို့သုံးမွေးဆောင်ငယ်လေးတည်းရှုံသိခဲ့တော့ဆယ်မနွေမိုးဆောင်သုံးမွေးဆောင်နဲ့ရှုံလိုက်တာချွေးလေးဆိုရင်ခွာသွားလိုက်ဖက်ထားလိုက်ဆောင်ယူရှမ်းနယ်လေးစိတ်လေးဖြစ်လာပြန်ရှုံအိတ်လိုက်အဲ့လိုနေတာဆယ်မကြောတိသွားလို့ဆယ်မစိတ်မပြတ်သွားနဲ့နော်ဆယ်မကျမ်းပါပါတယ်လိုလေးဘတ်တာဖလိုင်းခတ်9ကြိမ်မြောက်နော်ပျောက်တယ်နော်နေ့တိုင်းလုပ်ပါနေ့စဉ်လုပ်ပါအိတ်လဲပြောနော်